အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီStratified Random Sampling Method အကြောင်းတင်ပြဆွေးနွေးချင်ပါတယ်ပေါ့နော်Stratified Random Sampling ဆိုတာကကြတော့sample ရွေးတဲ့အခါမှာသုံးတဲ့နည်းလမ်းလေးတစ်ခုပဲပေါ့နော်သူကကြတော့ဒီတိုင်းsample ရွေးအောင်မျိုးမဟုတ်ဘဲနဲ့အုပ်စုခွဲပြီးတော့မှအုပ်စုတွေကနေပြီးတော့မှပြန်ပြီးတော့မှ sample ရွေးထုတ်တဲ့နည်းလမ်းလေးတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်ဦးဆုံးpopulation ကိုအုပ်စုခွဲလိုက်တယ်အဲ့အုပ်စုတစ်ခုချင်းစီတွေကနေကျွန်တော်ကsample ကိုကျွန်တော်ရွေးရပေါ့နော်အဲ့လို population ကိုအုပ်စုခွဲလို့ရပါလျက်နဲ့အုပ်စုမခွဲဘဲနဲ့ဒီတိုင်းရွေးမယ်ဆိုရင်တော့ဥပမာဒီကျောင်းသားတွေကနေပမာကျောင်းသားကျောင်းသူအုပ်စုပဲပဲနဲ့ရွေးလိုက်မယ်ဆိုရင်ကိုရွေးလိုက်တဲ့ sample တွေက sample တွေထဲမှာဒီကျောင်းသားကြီးပဲကြာမြင့်ဖြစ်နိုင်တယ်ကျောင်းသူကြီးပဲကြာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျောင်းသားကြီးပဲကြာရဲဆိုရင်ကျောင်းသူတွေကိုစာမပြုတော့ဘူးအဲ့လိုပဲကျောင်းသူတွေကြီးပဲကြာရဲဆိုရင်လည်းကျောင်းသားတွေကိုလည်းကိုစာမပြုတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်က population ကိုတစ်ချက်ကြည့်အုပ်စုခွဲလို့ရရင်အုပ်စုခွဲပြီးတော့မှစံမဲ့ရွေးရသည်ကျွန်တော်ကအကောင်းဆုံးပဲပေါ့နော်ဒါမှဒီအုပ်စုတိုင်းကိုကျွန်တော်ကကိုစားပြုသွားမယ်ပေါ့နော်ဒီမှာဆိုရင်တော့နမူနာပို့စာလေးတစ်ခုကျွန်တော်ဖန်တီးထားတယ်ပေါ့နော်စီးပွားရေးတက်သူပထမနှစ်မှာပညာသင်ရဲ့ကျောင်းသားကြီး1200ရှိရပေါ့နော်1200ရဲ့မှာကျောင်းသားကျောင်းသူပါရောက်900ရှိရကျောင်းသားရောက်900ရှိရပေါ့နော်အဲ့တော့ဒီစာသင်ခန်းတစ်ခန်းကိုဒါရောက်အဲ600နှုန်းနဲ့ပေါ့နော်sorry 300ဖြစ်နေ600ဖြစ်မယ်ပေါ့နော်600နှုန်းနဲ့600နှုန်းနဲ့ကျွန်တော်ကအခန်းနှစ်ခန်းရှိရပေါ့နော်သူတို့ရဲ့social media အသုံးပြုချိန်နဲ့ဟောက်ဆန်းမှုစွမ်းရည်စစမ်းမှုရှိမရှိကိုကျွန်တော်ကစစ်သေးချမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီအရောက်1200တွေကနေပြီးတော့မှကျွန်တော်တို့ကဒီ600ကိုကျွန်တော်ကစံမဲ့ရွေးမယ်ပေါ့နော်အဲ့တော့တခန်းစီကဒီအယောက်600နှုန်းနဲ့နှခန်းရှိတယ်အဲ့တော့တခန်းကိုအာခန်းချက်စီတွေကចောင်းသားចောင်းသူတွေညီညီမျှမျှနဲ့ပါဝင်လာအောင်ဆိုပြီးတော့မှတခန်းကိုအယောက်300စီကျွန်တော်ကစံမဲ့ရွေးထုတ်လိုက်မယ်ပေါ့နော်အဲ့မှာကျွန်တော်ကအခန်း A နဲ့ B ရဲ့ကျွန်တော်ကဒီចောင်းသားចောင်းသူပေါင်းမှုချိုးစာကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာအခန်း A နဲ့ B နှစ်ခန်းလုံးမှာဆိုရင်ចောင်းသူကအယောက်250ပါတယ်ចောင်းသားကအယောက်350ပါတယ်ပေါ့နော်အဲ့တော့ပေါင်းမှုချိုးစာအတိုင်းကျွန်တော်ကစံမယ်ရွေးမယ်ပေါ့နော်အဲ့တော့အဲစုစုပေါင်းစာသင်ခန်းထဲမှာရှေ့ចောင်းသူပေါင်း600ထဲမှာចောင်းသူက250ပါတယ်ပြီးတော့ကိုကဒီစမ်းမဲ့အယောက်300ရွေးထုတ်ချင်တာဖြစ်တဲ့အတွက်300နဲ့ပြောင်းလိုက်မယ်ပေါ့နော်အဲ့တော့ဒီ125ရောက်ပေါ့လေကျောင်းသားလည်းအဲ့လိုတွက်လိုက်တဲ့ခါမှာကျွန်တော်ကဒီ185ရောက်ဖြစ်လာတယ်ပေါ့အဲ့တော့အဲအခန်းအင်းနဲ့ပြီးမှယောက်ျားလေး185ရောက်စမ်းမဲ့ကောင်းမယ်မိန်းကလေးဆိုရင်လည်းရောက်125ရောက်ကိုကျွန်တော်ကစမ်းမဲ့ကောင်းမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီအားနဲ့ဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်တွက်ပြသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရင်ဒါကတော့ဒီကျောင်းသားကျောင်းသူတွေပါတယ်ကျောင်းသားကျောင်းသူတွေရဲ့ challenge တွေပါတယ် data set လေးတစ်ခုပေါ့နော်ဒါကိုသုံးပြီးတော့ကျွန်တော်တို့ကဒီ strap line sample ရွေးမယ်ပေါ့နော်ပြီးတော့ဒီကောင်းရဲ့ကျွန်တော်ကဒီ data file မျိုးစာကိုချက်ကြည့်လိုက်မယ်ပေါ့နော် can info ဒီကောင်းဒီCSV file မျိုးစာဖြစ်တယ်ပေါ့နော်အဲ့တော့ CSV file မျိုးစာဖြစ်တဲ့အတွက်ကျွန်တော်တို့က read.csv function လေးသုံးပြီးတော့မှခေါ်လိုက်မယ်ပေါ့နော်အဖိုင်နာမည်ဒီ XML ဖြစ်တယ် XML.your file မျိုးစာဒီ CSV file မျိုးစာဖြစ်တဲ့အတွက် CSV ပေါ့နော်အဲ့ဒါကိုကျွန်တော်နာမည်တစ်ခုပေးလိုက်မယ်ပေါ့နော် XML ဆိုပြီးတော့မှနာမည်တစ်ခုပေးလိုက်မယ်ပြီးတော့ဒီအားထဲမှာချိန်နေတဲ့ကျွန်တော် Excel data တို့ကျွန်တော်တစ်ချက်ပြကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်အရင်ဆုံးလုပ်ရမှာကကြတော့ဒီ class တွေကိုclass A ဆို class B ဆိုပြီးမှရှိရပေါ့နော်အဲ့တော့ class A တက်တက် class B တက်တက်ခွဲထုတ်လိုက်မယ်အဲ့ထဲကနေပြီးတော့မှကျွန်တော် sample ယူလိုက်မယ်ပေါ့နော်sample ယူပြီးတော့မှကျွန်တော်ပြီးမှပြန်ပေါင်းလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတက်တက်စီခွဲထုတ်ချင်တယ်ဆိုရင် split ဆိုတဲ့ function လေးကိုသုံးရတယ်ပေါ့နော်ပြီးတော့ example
example ဆိုတဲ့ data set ထဲကခွဲထုတ်မှာဖြစ်တဲ့အတွက် data set နာမည်ဖြစ်တဲ့ example ပြီးတော့ example data set ရဲ့ဘယ် column ကိုကျွန်တော်ကခွဲထုတ်ချင်တာလဲပေါ့နော်ပြီးသားစီခွဲထုတ်ချင်တာလဲဆိုရင် class set ပေါ့နော်အဲ့ဒါကိုကျွန်တော်တခုပေးလိုက်မယ်ပေါ့နော် split ဆိုတော့ split ဆိုတော့sp ဆိုပြီးတော့မှကျွန်တော်ပေးလိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီအဲ့ဒါဆိုရင်သူ့မှာ data ဒီ data ဘယ်နှခုရှိလဲဆိုသိချင်ရင် permission ဆိုတဲ့ function ကိုသုံးတယ်ပေါ့နော် sp ရဲ့ကကျွန်တော်က class A မှာဘယ်နှစ်ယောက်ပါလဲပေါ့ကျောင်းသားဘယ်နှစ်ယောက်ပါလဲဆိုရင်ဒါ6ပါပေါ့နော်အဲ့လိုပဲအဲclass B ထဲမှာဆိုရင်ဒါဘယ်နှစ်ယောက်ပါလဲပေါ့နော်ဒါ6ပဲပေါ့လေအဲ့တော့ကျွန်တော်တို့6ဟာဒီထဲမှာရှိတဲ့ကျောင်းသားကျောင်းသူစုပေါင်း6ဟာထဲမှာကျွန်တော်က300ကို sample ဆွဲထုတ်မှာဖြစ်တဲ့အတွက်0.5ပေါ့နော်ဒါ proportion ရတယ်ပေါ့လေအဲ့ဒါကိုကျွန်တော်ကဒီ sample ရွေးထုတ်မယ်ပေါ့နော် sample မျိုးထုတ်မှာချင်းဦးဆုံး library function သုံးမျိုးမှာဒီ file package တွေကိုခေါ်လိုက်တယ်ပေါ့နော်ပြီးတော့split functions split လုပ်ထားတဲ့ထဲက A ပေါ့နော်အဲ့ဒါကိုပြီးတော့ဒီ group ပိုင်းပေါ့နော် group ဖွဲ့လိုက်မယ် class like group channel like ကျွန်တော်ကဖွဲ့လိုက်ပြီပေါ့နော်ပြီးတော့မှကျွန်တော်က slide underscore sample ဆိုပြီးတော့မှကျွန်တော်ပြန်သုံးလိုက်မယ်ပေါ့နော် proportion ဟိုကတွက်ထားတဲ့0.5ကိုကျွန်တော်ကထွက်လိုက်ပြီပေါ့နော်အဲ့ဒါကျတော့ဒီ A တန်းတဲ့သူတွေအတွက်ဖြစ်တဲ့အတွက်ကျွန်တော်က A ဆိုပြီးတော့မှကျွန်တော်ကနာမည်ပေးလိုက်ပြီပေါ့နော်ပြီးတော့ဂျာမာ summary ထုတ်ထားတဲ့ဂျာမာအကျိုးအစားကိုကျွန်တော်သိချင်တယ်ဆိုရင် library view MMA summary tools ဆိုတဲ့ package လေးကိုခေါ်လိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော်က FREQ frequency ကိုဒါသိချင်တာဖြစ်တဲ့အတွက် free ဆိုရဲကျွန်တော်က function လေးသုံးမယ်ပြီးတော့အတန်း A ကဒီ summary လေးထုတ်ထားတဲ့ကြားမှာအချို့ပေါ့နော်ကျွန်တော်ကကြည့်လိုက်မယ်ပေါ့နော်195 125ပေါ့လေဆုံးကကျွန်တော်တို့ဒါတွက်ထုတ်ထားတဲ့2ပဲပေါ့နော်195 125ကျောင်းသား195ဖြစ်ပြီးတော့ကျောင်းသူက125ယောက်ဖြစ်တယ်ပေါ့နော်အဲ့လိုပဲ A ကိုလုပ်ပြီးအတန်း A အတွက်ရွေးပြီးဆိုရင်အတန်း B အတွက်လည်းဒါကျွန်တော်တို့တစ်ခါထပ်လုပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ B လို့မျိုးပဲကျွန်တော်တို့ပေးလိုက်မယ်ပေါ့နော်ဒါပေးလိုက်မယ်ပေါ့နော်ထုံးစံတိုင်းပဲကျွန်တော်ကဒီကြားမှာအချိုးကိုပြန်ပြီးစစ်ချင်တယ်ဆိုရင်ဒါဒီ data set တွေကဒီဒေါ်လာ sign လေးထည့်ရပေါ့နော် corner လေးကိုရွေးကြည့်ချင်တယ်ဆိုရင်ချန်နာကိုကျွန်တော်ရွေးကြည့်လိုက်မယ်ဟုတ်တယ်နော်ကျောင်းသား195ကျောင်းသူက125ယောက်ကျွန်တော်က summary ရေးထုတ်ပြီးပေါ့နော်အဲဆိုရင်အဲ့နှစ်ခုကိုကျွန်တော်ကပေါင်းမယ်ပေါ့နော်ဘိုင်းပေါ့နော်ပေါင်းဆိုတော့ဒါ okay ပေါ့နော် okay ဆိုပြီးနာမည်ပေးလိုက်မယ်ဘိုင်းပေါ့နော် row ချင်းပေါင်းမှာဖြစ်တဲ့အတွက်ဘိုင်းကျွန်တော်ကဒီ A နဲ့ဒီနဲ့ကိုကျွန်တော်ပေါင်းလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကချက်ပြန်ကြည့်လိုက်မယ်ပေါ့နော်အဲဒါဒါဆိုရင်ဒါကကြောင့်ကျွန်တော်တို့ဒါ stress file method နဲ့ကျွန်တော်က sample လေးထုတ်ထားတဲ့ဒါ sample ကောင်းမဲ့ဒါအကြောင်းသားတွေရဲ့ challenge တွေရသွားပြီပေါ့နော်ပြီးတော့ဒါအကြောင်းသားဘယ်နှစ်ယောက်ရှိလဲဆိုတော့ကျွန်တော်သိချင်တယ်ဆိုရင်
ဒါ6ယောက်ပေါ့နော်ဒါ A ရောအတန်း A ရောအတန်း B ရောပါတယ်ဒါအကြောင်းသားအကြောင်းသူစုစုပေါင်းရဲ့ဒါစုစုပေါင်းရှည်တွက်ဖြစ်တယ်ပေါ့နော်မိုင်းလည်းပါတယ်အကြောင်းသား B လည်းပါတယ်ပေါ့နော်ဒီတော့ရပါပြီအဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာသုံးတဲ့ဒီဆက်data set လေးကိုလိုချင်တယ်ဆိုရင်တော့ဒီcomment အောက်မှာရှိတဲ့စာပေဖောင်လေးဖြည့်ပြီးတော့မှဖြည့်ပြီးတော့မှဒါရောင်းနိုင်ပြီပေါ့နော်